traditional server တွေရဲ့ပြဿနာကိုဆွေးနွေးခဲ့ပြီးပါပြီ physical server ကြီးတစ်လုံးထဲမှာ application တစ်ခုတည်းကိုပဲ run နေရတာဟာကုန်ကျစရိတ်ကြီးမားပြီး resource တွေကိုအကျိုးမရှိအသုံးပြုနေတာပဲဖြစ်ပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့အတွက် IT လောကမှာ virtualization ကိုစတင်အသုံးပြုလာကြပါတယ် virtualization ဆိုတာ physical server တွေရဲ့ power တွေဖြစ်တဲ့ CPU RAM storage တွေကိုယူပြီး virtual machine များစွာကိုဖန်တီးတာအသုံးပြုနိုင်တဲ့နည်းပညာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာ VMware Hyper-V လိုမျိုး virtualization ရဲ့အခြေခံသူတို့ရဲ့အကျိုးကျေးဇူးတွေကိုဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် virtualization ရဲ့အဓိကသောချက်ကတော့ hypervisor လို့ခေါ်တဲ့ software layer ပဲဖြစ်ပါတယ် hypervisor ရဲ့အလုပ်က physical server ရဲ့ hardware တွေဖြစ်တဲ့ CPU, RAM, disk တွေကိုယူပြီး VM တွေအတွက် virtual resource တွေကိုဖန်တီးပေးဖို့ပါပဲဒီ virtual resource တွေကို VM တွေကကိုယ့်ဘာသာကိုတိကျ hardware လိုမျိုးမြင်ရပြီးလည်ပတ်နိုင်ပါတယ် hypervisor တွေမှာအဓိက2မျိုးရှိပါတယ်ပထမတစ်မျိုးက Taiwan bare metal hardware တွေပေါ်မှာ direct install လုပ်ရတာဖြစ်ပြီး VMware ESXi နဲ့ Microsoft Hyper-V တို့ဟာ Microsoft Hyper-V တို့ဟာ Enterprise မှာအများဆုံးသုံးတဲ့ Taiwan တွေဖြစ်ပါတယ်သူတို့ကစွမ်းဆောင်ရည်အကောင်းဆုံးနဲ့လုံခြုံမှုရှိဆုံးပါနောက်ဒုတိယတစ်မျိုးက Type 2 hosted operating system ပေါ်မှာထပ်ဆင့် install လုပ်ရတာဖြစ်ပြီးVMware Workstation နဲ့ Oracle VirtualBox လိုမျိုး personal use အတွက်အသုံးပြုလေးရှိပါ။ဘာကြောင့်ကုမ္ပဏီကြီးတွေဟာ server တွေကို VM တွေနဲ့ပြောင်းလဲတည်ဆောက်ကြတယ်။အဓိကကျေးဇူး၃ချက်ရှိပါတယ်။ပထမချက်ကကုန်ကျစရိတ်လျှော့ချခြင်း server တစ်လုံးထဲမှာ VM 10ခုအထိ run နိုင်တာကြောင့် server 10လုံးဝယ်စရာမလိုတော့ပါဘူး။ဒါအပြင် power သုံးစွဲမှု cooling နဲ့ maintenance ကုန်ကျစရိတ်တွေပါတည်တတ်တာလျှော့ချနိုင်။နံပါတ်2အချက်က resource များကိုအကောင်းဆုံးအသုံးပြုနိုင်ခြင်း optimization ပေါ့ဗျာ။ traditional server တွေမှာ CPU 10% လောက်ပဲသုံးနေရမျိုးရှိပါတယ်။ VM တွေသုံးရင်လိုအပ်တဲ့ server power တွေကို VM တွေကြားမှာခွဲဝေသုံးစွဲပေးတာကြောင့် server hardware ရဲ့စွမ်းဆောင်ရည်ကိုအပြည့်အဝသုံးချနိုင်ပါတယ်။နံပါတ်3ချက်ကလွယ်တကူရွှေ့ပြောင်းနိုင်ခြင်း VM တစ်ခုဟာသူ့ရဲ့ OS နဲ့ data တွေအားလုံးကို file တစ်ခုတည်းအဖြစ်သိမ်းဆည်းထားပါတယ်။ဒါကြောင့် live migration server မပိတ်ပဲရွှေ့ပြောင်းခြင်း disaster recovery VMware HAV motion တို့ကိုလွယ်တကူလုပ်ဆောင်ပြီး service ကိုမရမနာလည်းပတ်စေနိုင်ပါတယ်။ညီကုန်းချုပ်ရရင် virtualization ဟာခေတ်သစ် IT infrastructure ရဲ့အခြေခံကြောက်တိုင်ပဲဖြစ်ပါတယ်။ IT engineer တယောက်ဖြစ်လာဖို့အတွက် VMware နဲ့ Hyper-V တို့ရဲ့သဘောတရားတွေကိုနားလည်ဖို့ဟာရှိမဖြစ်လိုအပ်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာ virtualization ရဲ့နောက်ဆက်တွဲဖြစ်တဲ့ storage area network SAN အကြောင်းနဲ့ cloud computing ကိုဘယ်လိုဆက်လက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ channel ကို subscribe လုပ်ပြီးခေတ်မီနည်းပညာဘုဒ္ဓတွေကိုလက်မလွတ်ပါနဲ့